Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျမတို့ရက်တည်းအခြေခံတဲ့အကြံပြနေတယ်နေလေ့ကျင့်ထားပြီးဆိုတော့လေဒီနေ့ကျမလေ့လာခဲ့တော့စာအုပ်လေးနဲ့ကျမရက်60ပေါ့နော်1 centigram a day ဆိုတဲ့စာအုပ်လေးရှိရပါတော့အဲ့ဒါလေးကိုကျမတရက်ချင်းနေ့တိုင်းဖြစ်ချင်မှဖြစ်မယ်ပေါ့နော်သူကတော့တရက်တစ်ခုဆွဲခိုင်းရဆိုပေမဲ့ကိုရီးယားတော့အလုပ်တွေနဲ့အားတာနဲ့မအားသူတွေရှိမယ်ပေါ့နော်အဲ့တော့အားမှပဲဒီဗီဒီယိုလေးကြည့်ပြီးလိုက်ဆွဲလို့ရရင်နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကနည်းနည်းတော့ရှည်မယ်ပေါ့နော်အချိန်ရမှပဲအေးစေးနားထောင်ပေါ့နော်ကျမတို့ဒီစန်တန်ကန်ကိုဆွဲမယ်ဆိုတော့လေစန်တန်အများကြီးမရှင်းပြရင်တော့စန်တန်ကန်ကဘာလဲဆိုတာအခြေခံလေးတော့ကျမတို့သိထားဖို့လိုပဲပေါ့နော်အဲ့အတွက်ကြောင့်ကျမလည်းလေ့လာထားတဲ့လောက်ကိုအချင်းချုံအတက်နိုင်ဆုံးအချင်းချုံကျမနည်းနည်းလေးရှင်းပြချင်တယ်ပေါ့နော်ဒါမှပဲကိုဆွဲနေတာပါလဲဆိုတော့သူများမေးလာလို့ရှိရင်အခြေခံအနေနဲ့ပြောပြလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဇန်တန်ကန်ပေါ့နော်သူကဇန်ဆိုတာပါလေပေါ့နော်ဇန်ကကြတော့ကျမနားလေလေးလာထားတဲ့လောက်ဇန်ဆိုတာကကြတော့စိတ်တည်ငြိမ်မှုပေးတယ်အာရုံစိုက်မှုရတယ်အုံတော့ဒီမှာဘာမှမရှိပဲနဲ့ပေါ့ဘာလေးနေတယ်တရားထိုင်တဲ့ပေါ့နော် meditation ပုံစံပဲပေါ့နော်ချင်းချုံပြောမယ်ဆိုရင်တော့ဟုတ်ကဲ့အဲ့ဒါဇန်ပေါ့နော်ချင်းချုံ tangle ကြတော့ line တွေ button တွေကိုဒီ4000ကွက်ထဲမှာဆွဲထားတာကိုဆိုလိုတာပေါ့နော်အကြောင်းပြန်ပေါင်းဆက်လိုက်မယ်ဆိုရင်ဇန် tangle ဆိုတာကစိတ်အေးနဲ့ပါအာယုံနောက်တွေဘာညာမှမရှိပဲနဲ့ပုံဆွဲခြင်းကိုဆိုလိုတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါတော့ဇန် tangle ဆိုရဲအသေးပဲကိုကျွန်မလေ့လာထားတဲ့လောက်ကိုအသက်နိုင်ဆုံးအချင်းချုံလေးပြောပြထားတာပေါ့နော်ဟုတ်ကဲ့သူကဇန်တန်ကန်သူအသေးပဲဖွင့်ဆိုချက်အတိုင်းပဲပေါ့နော်ဒီအကိုဒီပကြီးဒူတဲ့ကိုဆွဲတယ်ဆိုတဲ့အချိန်မှာဘာမှအတိတ်အနာကဘာမှမစင်စားဘူးစိတ်ကိုမပေါ့ပါလွတ်ချပြီးတော့ဆွဲတယ်အာယုံဆိုင်မှုကောင်းစေတယ်အုံတော့ဒီမှာဘာမှမစင်စားဘဲနဲ့ဆွဲတယ်ပေါ့နော်ဥပမာကျွန်တော်တရားထိုင်လို့ပေါ့နော်ဝင်လေထွက်လေမှန်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တဘောပဲပုံဆွဲနေဘာမှမစင်စားနဲ့မားတာမှန်တာလည်းမရှိဘူးဒီပကြီးမားလေးဒီအတ်မာပေါ့နော်မားတာမှန်တာလုံးဝမရှိပါဘူးမားရင်လည်းမားတဲ့တန်ဆက်ဆွဲပြီးကိုအဲ့ဟာကိုအာယုံစူးစိုက်မှုမပြတ်လွန့်တော့အောင်ပေါ့နော်မားတယ်ဆိုပြီးအဲ့မားတယ်ဆိုပြီး pressure အောင်မရှိရအောင်ပေါ့ဘာပဲဆွဲမယ်မားရင်လည်းအဲ့မားရနေကျွန်တော်မင်းနဲ့ဘယ်လိုဖြည့်မလဲဆိုပြီးပေါ့ဘာပဲသွားမယ်ပေါ့နော်သူရဲ့ဒီစာအုပ်ဒီမှာလည်းသူရေးထားပေးရပေါ့နော်ဒီစက်တကန်ကိုဖန်တီးပြီးစက်တကန်ပတ်တန်ကိုဖန်တီးရဲ့ဒီနိုင်ငံခြား artist တွေကလည်းသူရေးထားပြီးသားပဲစက်တကန်မှာကလုံးဝမားတယ်ဆိုတာမရှိဘူးပေါ့ဘာပဲသွားမယ်ဖြတ်စရာလေးမလိုဘူးကိုစိတ်ပျော်ရွှင်ဖို့အတွက်ကိုလက်ကစိတ်နဲ့လက်နဲ့အုံနောက်နဲ့ကလုံးဝလွတ်ပြီးတော့သွားနေတဲ့ပုံစံလို့ပြောထားတာပေါ့နော်သူရဲ့ပတ်တန်တွေကလည်းအဲ့လိုမျိုးတေချာစီစဉ်ထားတဲ့အဲ့လိုမျိုးပတ်တန်မဟုတ်ပဲနဲ့အဓိကကခုနကကျွန်မတင်ထားပေးရဲ့ line တွေcycle တွေ curve line တွေလည်းပဲအဲ့ဒါတွေကိုပဲထက်ခါပေါ့နော်ပတ်တန်ထက်ခါရေးဆွဲရင်းနဲ့ဖန်တီးထားတဲ့ပတ်တန်တွေဖြစ်တဲ့အတွက်ကြောင့်လွယ်ပေါ့ပါတော့တွားလို့ရပါတယ်ပေါ့နော်အဓိကဒီစန်တန်ကန်ကကြတော့လေသူအဓိကအာယုံစူးစိုက်မှုကောင်းလာအောင်ရယ်စိတ်ဖိစီးမှုလျှော့အောင်အများအဖြစ်ဆွဲကြတာပေါ့နော်အဲ့လိုမျိုးဆွဲကြတာပါစန်တန်ကန်ရဲ့ထူခြားချက်ကတော့လေထူခြားချက်ကကြတော့ပကြီးအခြေကျွမ်းကျင်စီပကြီးကိုကျွမ်းကျင်စရာမလိုဘူးပေါ့နော်အခြေခံလည်းရှိစရာမလိုဘူးလို့တို့ရေးထားတယ်ဆိုပေမဲ့ကျွန်မကကြတော့လေကျွန်မ sharing လုပ်ပေးရဲ့အချိန်မှာ like ဆွဲလူတွေအခြေခံကောင်းရင်တော့ပုံအောင်ပို့လာမယ်လीเนาะအဲဒါကြောင့်ကျွန်မအခြေခံလေးတွေအရှိမနည်းနည်းလေးအရင်ဆွဲခိုင်းနေဆိုအဲဒါကြောင့်မှသူကပြောထားပေမဲ့ကိုကတော့အခြေခံလေးကိုအရင်စဆွဲစေချင်တာပေါ့နော်ဒါကိုရဲ့အမြင်ပေါ့နော်ပြီးတော့သူကအရန်လွယ်ကူပြီးတော့စိတ်ဖိစီးမှုအရန်ရော့တယ်ပေါ့နော်ဒီစန်တန်ကန်တွေကလေဘယ်လိုနေရာမှာအသုံးများလဲဆိုစိတ်အပန်းဖြေရဲ့နေရာမှာလည်းသုံးကြတယ်ပြီးလို့ရှိရင်ဒီစန်တန်ကန်ဆွဲချအဖြစ်ဒီဖန်တီးမှုပေါ့နော်ဒီနောက်ပိုင်းကဆွဲနေလက်တံဖန်တီးမှုတွေကိုအနောက်ထင်တောက်ရှော့အုံနောက်ကအလုပ်အရန်လုပ်တော့လေကိုယ့်ရဲ့ဖန်တီးမှုတွေကောင်းလာနိုင်တယ်ပေါ့နော်ဖန်တီးမှုတွေကိုတိုးတက်လာနိုင်တယ်ဆွဲရင်းနဲ့နောက်ပိုင်းသိလာမယ်သိလားကိုကဖြည်းဖြည်းချင်းကိုကဖန်တီးမှုတွေရှိလာတယ်ဆိုတာလေးကိုကခံစားမိလာလိမ့်မယ်နောက်တစ်ခုကဘယ်နေရာမှာအသုံးများလဲဆိုဒီ art therapy နေရာမှာလည်းအသုံးများကြတယ်ပေါ့နော်အဲ့ကြောင့်မလို့စိတ်ညစ်နေတယ်စိတ်ပန်းနေတယ်စိတ်အရန်ပင်ပန်းနေတယ် pressure အရန်ရှိနေတဲ့အချိန်ဆိုရင်ဒီစက်တန်ကန်လေးကိုဆွဲကြည့်ဖို့ဒီမှာတိုက်တွန်းချင်ပါတယ်ပေါ့နော်ဖြည်းဖြည်းချင်းပေါ့နော်ဒီမှာလည်းအခြေခံနေစတင်ထားပေးရအတွက်ကြောင့်လေဖြည်းဖြည်းချင်းလိုက်ဆွဲကြည့်ပေါ့နော်နောက်ဆုံးကိုကစိတ်အရန်ညစ်နေတဲ့အချိန်မှာဒီပုံဆွဲခြင်းစိတ်လည်းမရှိဘူးဆိုတော့စိတ်9မိနစ်ကြည့်နေတော့9မိနစ် line လေးတွေဆွဲကြည့်ပါလို့ဒီမှာအကြံပေးရှင်နေနော်ဟုတ်ကဲ့
ဗီဒီယိုလည်းအရင်ရှိတော့မှဆိုလို့လေကျမလည်းအများကြီးမပြောတော့ဘူးကျမအချင်းချုံတက်နိုင်ဆုံးနားလည်နိုင်အောင်ကျမရှင်းပြထားရနော်ဟုတ်ကဲ့ပါဆုံးသည့်နားထောင်ပေးလို့လည်းကျေးဇူးတင်နေနော်ကျမနောက်ဗီဒီယိုမှာဒီ sign ပေါ့နော်ဒီစာလေးဆွဲလို့ရှိရင်ကို sign လေးထိုးဖို့အတွက်လည်းကျမ idea လေးပေးတဲ့ဗီဒီယိုတစ်ခုထပ်လာပါမယ်နော်အဲ့ဒါစောင့်ကြည့်ပေးပါအောင်လို့နော်ဒီနေ့ညလည်းဒီပတန်တစ်ဒီသစာအုပ်ထဲရပါတော့ day 1စထားတာလေးလည်းကျမဗီဒီယို record လည်းပြီးပါပြီကျမညနေကြလို့ရှိရင်တင်ပေးပါမယ်လို့နော်မဆွဲနိုင်လည်းစိတ်မညစ်နဲ့ပေါ့နော်အလုံးမအားလို့မဆွဲနိုင်လည်းစိတ်မညစ်ပါနဲ့အားတဲ့အချိန်မှာဖြစ်ဖြစ်ချင်းလိုက်ဆွဲပါနော်ကျမ download ဘတ်တန်လေးလည်းဖွင့်ထားပေးပါတယ်မအားရင်download ဆွဲတာပဲဖြစ်ဖြစ် save တာပဲဖြစ်ဖြစ်တင်ထားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ကျေးဇူးတင်ပါတယ်